ဆိုင်ကယ်တစ်စီးဝယ်မယ်ဆိုရင်ဘက်ထရီအသစ်ဟုတ်မဟုတ်ဆိုတာဘယ်လိုသိနိုင်မလဲလက်တလောတရုတ်ထုတ် EV ဆိုင်ကယ်အများစုမှာသုံးတဲ့ဘက်ထရီတစ်စိမ့်နှစ်ခုရှိပါတယ်အဲ့ဒါကတော့ချောင်းဝင်းနဲ့ထန်းနံဖြစ်ပါတယ်ဘက်ထရီဝယ်တဲ့အခါမှာအသစ်လားအဟောင်းလားဆိုတာဘက်ထရီပေါ်ကကုတ်နံပါတ်ကိုဖတ်ပြီးတော့ခွဲခြားပြလို့ရပါတယ်ဥပမာဒီကုတ်ပေါ်မှာဆိုရင်နှစ်ဆိုတာက2022ခုနှစ်ကိုပြောပြီး10နဲ့17ကတော့10လပိုင်း17ရက်နေ့ကိုပြောချင်တာပါနောက်က43ကတော့ဘက်ထရီ၄လုံးပါတဲ့ထဲကနံပါတ်3တစ်လုံးကိုညွှန်ပြတာပါနားလည်အောင်ပြောပြရရင်တော့ lead acid battery သုံးတဲ့ EV ဆိုင်ကယ်တွေဟာvoltage အလိုက်ဘက်ထရီ၄လုံးတွဲ5လုံးတွဲ6လုံးတွဲဆိုပြီးထည့်ပေးရပါတယ်အရေးကြီးဆုံးကကုတ်ရဲ့နောက်ဆုံးအင်္ဂလိပ်အခရာ H ပါ H ဆိုရင်တော့ battery brand new အသစ်ပါနောက်ဆုံးအခရာက H မဟုတ်ပဲဇက်ဖြစ်နေရင်တစ်ကြိမ်ပြပြင်ထားတာဖြစ်ပြီး W ဖြစ်နေရင်တော့နှစ်ကြိမ်ပြပြင်ထားတဲ့ battery ပဲဖြစ်ပါတယ်။ battery ဝယ်မယ်ဆိုရင်ဒီအခရာတွေကိုကြည့်ပြီးမှဝယ်သင့်ပါတယ်။လူရန် EV မှာဆိုရင်တော့ဆောင်းဝေးကထုတ်တဲ့ graphene lead acid battery ကိုအသုံးပြုထားပေးပါတယ်။ EV ဆိုင်ကယ်နဲ့ battery အကြောင်းကိုပိုသိချင်ရင်မိမိတို့တမိုးရှိတဲ့လက်ကလေးနဲ့လိုက်ကလေးပေးခဲ့ကြပါအောင်နော်။